တော့ကျမနားလေစေခြင်းနဲ့ကျမတို့ရဲ့အတ္တထဲမှာရုပ်ပြက်ဆင်းပြက်ဖြစ်နေတယ်ဆိုဝိညာဉ်တော်ဘုရားကိုသင်လို့တယ်အသင်းတော်ထဲမှာရုပ်ပြက်ဆင်းပြက်ဖြစ်လာအောင်တိုးတက်မှုမရှိဘူးဆိုသင်တို့ဝိညာဉ်တော်ဘုရားကိုလို့တယ်ကိုယ့်ရဲ့မိသားစုထဲမှာမိသားစုတွေကွဲပြားနေတယ်ကိုယ့်ရဲ့ဝိညာဉ်ရေးရအတ္တမိသားစုရဲ့ဝိညာဉ်ရေးရအတ္တစောက်ပြတ်တတ်နေတယ်ဆိုရင်ကျမတို့တတိယပါဘယ်သူကိုလို့လဲအာမင်ဒါကြောင့်ဝိညာဉ်တော်ဘုရားမပါတဲ့သူရဲ့အတ္တဝိညာဉ်တော်ဘုရားကိုဥဆောင်ခွင့်မပေးတဲ့မိသားစုဝိညာဉ်တော်ဘုရားကိုနေရာမပေးတဲ့အသင်းတော်ဟာအမြဲတမ်းတော့တကယ်ကိုရုပ်ဆိုးအကြီးတန်းနေတဲ့အခြေအနေထဲမှာပဲအမြဲတမ်းရှိနေမှာဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့အရာတစ်ခုကခရစ်တော်ရဲ့ဝိညာဉ်တော်ကိုမရတော့သူဟာတဲ့ခရစ်တော်နဲ့မဆက်ဆိုင်ဘူးတဲ့ဒါဆိုရင်ကျမတို့အခုရထားတဲ့ဝိညာဉ်ကဘယ်သူရဲ့ဝိညာဉ်လဲယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအချိန်မှာဂိုင်းကနာတွေကွဲကုန်အတန်လည်းမထွက်ရတော့ဒါဆိုကျမတို့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်ပြည့်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာဒီအထဲထဲမှာနေပေးတဲ့သူကဘာတူလဲခရစ်တော်ရဲ့ဝိညာဉ်တော်လို့ခေါ်တဲ့တန်ရှင်တော်ဟယ်လိုဒါကြောင့်ယေရှုခရစ်တော်ကဘာပြောခဲ့တယ်လဲဆိုတော့ငါသည်လေသင်တို့နဲ့အတူကပ်ကပါကုံတိတိုင်အောင်အစဉ်မြဲရှိမယ်ငါဟာအေမာနွေလဖျားဖြစ်တယ်လို့ပြောတဲ့အခါမှာအခုယေရှုခရစ်တော်ကသူ့ရဲ့နော်ဒီခန္ဓာကိုယ်အရာဆိုရင်ခမဲတော်ရဲ့လက်ရာဘက်မှာထိုင်နေပါတယ်ဒါဆိုရင်ဒီလောကထဲမှာကျမတို့နဲ့အတူကပ်ကပါကုံတိတောင်အစဉ်မြဲရှိမယ်အေမာနွေလလို့ပြောတဲ့အခါမှာခရစ်တော်ရဲ့ဝိညာဉ်တော်ဖြစ်တဲ့တန်ရှင်တော် come on ဒါပေမဲ့ကျမတို့တော်တော်များများကတန်ရှင်တော်ဝိညာဉ်တော်ကိုလက်လျူရှုလေးရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုစကားပြောဖို့ရန်အတွက်တော်၎င်းသူ့ရဲ့နာမကိုသုံးဖို့ရန်အတွက်တော်၎င်းယဉ်နီးလေးမရှိဘူးဒါကြောင့်လူသားကိုခန္ဓာကိုယူထားတဲ့ကျမတို့တယောက်ချင်းဆိုင်ကလည်းသခင်ယေရှုပြုတဲ့အမှုတွေကိုပြုနိုင်ဖို့ရန်အတွက်ဝိညာဉ်တော်ဘုရားရဲ့ကုညီမဆာခြင်းကိုကျမတို့နေ့ရက်စင်တိုင်းလိုနေတယ်ဟာလေလုယာပြဿနာကကျမတို့ကဝိညာဉ်တော်ဘုရားရဲ့အရှိမ surrender လို့ခေါ်တဲ့အရှုံးပေးအနံ့ခြင်းကျမတို့မရှိကြဘူးကျမတို့အမြဲတမ်းလိုက်နေတဲ့အရာကကိုယ့်ရဲ့အလိုကိုယ့်ရဲ့ဉာဏ်ကိုယ့်ရဲ့တတ်နိုင်ခြင်းနောက်ကိုကျမတို့လိုက်ကြတယ်အဲ့တော့ဒါလေးကိုတတိယစေချင်တယ်ဝိညာဉ်တော်ဖခင်ကတည့်ရဲ့အထဲထဲမှာကဲဝတ်နေပေမဲ့တည့်ရဲ့အတ္တထဲမှာဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်တွေဘာလို့မတွေ့ရတယ်လဲဆိုတော့ဝိညာဉ်တော်ရဲ့ဥဆောင်မှုနောက်ကိုမလိုက်လို့ဖြစ်တယ်။ပြန်ပြောမယ်။ကျမတို့အထဲထဲမှာဝိညာဉ်တော်ရှိလား။ဘယ်အချိန်မှာရောက်လာတာလဲ။ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့အခါမှာဝိညာဉ်တော်ဖခင်ကအထဲထဲမှာနေရာယူပေးတယ်။အဲ့ဒါကိုခရစ်တော်ရဲ့ဝိညာဉ်လို့လည်းခေါ်တယ်။ဒါပေမဲ့ဝိညာဉ်တော်ဖခင်အထဲထဲမှာနေရာရပြီးတော့မှဝိညာဉ်တော်ဖခင်ရဲ့တတ်နိုင်ခြင်းဝိညာဉ်တော်ဖခင်ရဲ့အလေးအလာသဘောတဘာဝအသီးအနှံတွေကျမတို့အသက်တာထဲမှာမထွက်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်မှုနောက်ကိုမလိုက်လို့ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်မှုကိုလိုက်ဖို့အတွက်မိမိအလိုတွေကိုညှင်းပယ်ဖို့အတွက်အရေးကြီးတယ်အာမင်ငါဆိုတဲ့အရာကိုညှင်းပယ်ဖို့လိုတယ်ငါလို့ပြောတဲ့အခါမှာငါရဲ့တတ်နိုင်ခြင်းလဲပါတယ်လို့ငါရဲ့အားနည်းခြင်းလဲပါတယ်တချို့ကသူတို့ကိုသူတို့မောင်းနေတဲ့အခါမှာငါဘလောက်တော်တယ်ငါဘလောက်တက်တယ်ငါဘလောက်စွမ်းတယ်ဆိုတဲ့အရာနဲ့သူတို့ဘဝကိုမောင်းနှင်ပြီးတော့မှသူတို့ရှောက်လှမ်းကြတယ်တချို့ကကြတော့ငါညံ့လိုက်တာငါတုံးလိုက်တာငါမတတ်နိုင်ဘူးငါရဲ့နောက်ကြောင်မလှဘူးဆိုတဲ့အရာနဲ့သူတို့ဘဝကိုမောင်းနှင်ကြတယ်အဲ့တော့ဒီနေရာမှာဝိညာဉ်တော်ဘုရားရဲ့ဥဆောင်မှုကိုလိုက်မယ်ဆိုရင်တော့ငါဆိုတဲ့အရာတွေအားလုံးကိုခြံထားဖို့အတွက်အရေးကြီးပါတယ်အာမင်ဒါကြောင့်တမန်ကျမ်းစာထဲမှာဒီလိုပြောထားတယ်ခရီးတစ်ခုကိုသွားဖို့ရန်အတွက်လူနှစ်ယောက်ကတဲ့တယောက်နဲ့တယောက်သဘောတူမှပဲရတာတဲ့ဒါကြောင့်ဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်မှုနောက်ကိုလိုက်မယ်ဆိုရင်ကျမတို့ကဝိညာဉ်တော်ဖခင်ကိုသဘောတူဖို့ရန်အတွက်အရေးကြီးတယ်ဒါပေမဲ့ကျမတို့မျှော်လင့်တဲ့အရာကဝိညာဉ်တော်ဖခင်ကကျမတို့ကိုသဘောလိုက်တူပေးဖို့နဲ့ကျမတို့ကမျှော်လင့်တာအမှန်တော့ကျမတို့ကဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်မှုနောက်ကိုလိုက်မယ်ဆိုရင်သူ့ကိုသဘောတူပေးဖို့အတွက်အရေးကြီးပါတယ်ဘယ်နှမှာရှိတဲ့သူကိုပြောပါဖယားကိုသဘောတူပေးရမှာကသင်လို့အာမင်